ဇလန်လေးရဲ့အစမှာတော့ဂန်းနဲ့ကလာတို့ကလူတစုနဲ့ထိုးကျိတ်နေကြတာကိုအံ့ဩစွာရဲကြည့်နေခဲ့တဲ့စောင်းဆိုတဲ့အကြောင်းသားအစ်လေးကိုနေမ်ဆိုတဲ့ကောင်မလေးကလက်ဆွဲခေါ်ကသူနဲ့မပတ်သက်ဖို့တတိပေးနေပါပြီ။ကျောင်းထဲကိုရောက်မှာတော့စောင်းနဲ့နေမ်ကတယောက်ကိုတယောက်မိတ်ဆက်လိုက်ပြီးတော့နှစ်ယောက်စလုံးကအမှုပညာဘာသာနဲ့မိကြတူတွေဖြစ်နေကြပါပြီ။အဲဒီချိန်မှာပဲနေမ်ရဲ့စီနီယာဖြစ်တဲ့ဒူကဆိုင်ကယ်နဲ့ရောက်လာခဲ့ပြီးတော့ဒူရဲ့ထူသားတဲ့အပြုံးကိုမြင်ချင်းပဲငိမ့်မောနေတဲ့ဆောင်းကိုနေမ်ကတတိပေးလိုက်ပြီးစောင်းနဲ့ဒူကိုမိတ်ဆက်ပေးလိုက်ပါပြီ။ခဏကြာမှပဲဂန်းတယောက်ရောက်လာခဲ့တာကြောင့်မလို့နူနဲ့နေမ်ကရှောင်ထွက်သွားခဲ့ပါပြီ။သူ့ကိုတမင်တကာရှောင်သွားမှန်းသိတဲ့ဂန်းကလည်းလွန်ခဲ့တဲ့နှစ်လောက်ကအဖြစ်အပျက်တွေကိုပြန်ပြီးတော့တွေးနေပြီးပါတော့လေ။လွန်ခဲ့တဲ့နှစ်ကဆောင်းမွေးပဲဂန်းနဲ့ရောက်နေတဲ့ဂန်းကိုအောက်ကနေပြီးတော့ဆိုင်ကယ်လီပါကိုဆွဲကအချက်ပြနေတာကြောင့်မလို့ဘာလို့အမှန်မသိဖြစ်နေတဲ့ဂန်းတယောက်မိခိုးစာရွက်တွေဝင်နေချိန်မှာတော့ပျောက်သွားခဲ့ပြီးတော့ရန်ဖြစ်နေတဲ့တငယ်ချင်းတွေစီကိုတွားရောက်ကူညီနေပါလေ။နောက်တစ်ခါမှာတော့ကျောင်းကြီးကသူ့ရဲ့သားနောက်ဆုံးဆောင်မှုပွဲကိုမဖြေခဲ့တာသူ့ဖေမသိဘူးလားလို့ရုံးခန်းအောင်ရောက်လာတဲ့ဂန်းဖေရဲ့အတွင်းမှုကိုမေးလိုက်ပါလေ။အတွင်းမှုကသူ့ဖေသိပါလေ။အရေးကြီးစည်းဝေးရှိလို့မလာနိုင်ကြောင်းရှင်းပြလိုက်ပါလေ။ဂန်းကိုအကြောင်းထုံးမှရတော့မယ့်အကြောင်းကျောင်းကြီးကပြောလိုက်တော့အတွင်းမှုကဗန်တသိန်းတန်ချက်လက်မှတ်ကိုထုတ်ပေးကကျောင်းရံမုံငွေတက်လူတာပါဆိုပြီးတော့လက်ထိုးလိုက်ပါလေ။အရာရာငွေနဲ့ပဲဖြည့်ရှင်းပေးနေတဲ့သူ့ဖေအကြောင်းမလို့ချက်လက်မှတ်ကိုစုပ်ဖြဲကကျောင်းတက်ပြီးဖြစ်ကြောင်းအသိပေးကဂန်းတယောက်ရုံးခန်းထဲကထွက်လာခဲ့ပါလေ။နောက်တစ်ခါမှာတော့လက်ရှိပြစ္ဆုတ်ပံကာလကိုပြန်ရောက်ခဲ့ပြီးတော့ထမင်းစားချိန်ကျောင်းကန်တွေမှာဒူနဲ့တူထိုင်နေတဲ့ဆောင်ကိုထိုင်ခွန်းကနေထွက်သွားဖို့ပြောနေတော့ဂန်းဝင်လာအကြောင်းမလို့ငါတို့သွားသိပြီလို့ဆိုကထွက်သွားခဲ့ပါလေ။ဆောင်းကအမဖြစ်သူနဲ့အတူနေရာဖြစ်ပြီးတော့အိမ်မြန်အရောက်မှာတော့တကားဖွင့်ပေးဖို့အမကိုဖုန်းခေါ်ပေးမယ်ဖုန်းမကင်တာအကြောင်းမလို့တကားခောက်ပြီးခေါ်လိုက်ချိန်မှာတော့ဘဲတပွေနဲ့အတူတူထွက်လာတဲ့အမဖြစ်သူကိုတွေးလိုက်ရပါလေ။ဘာလို့ယောက်ျားတယောက်ကိုအိမ်ခေါ်လဲမေးလိုက်တော့အမဖြစ်သူကသူ့ကိစ္စတွေဝင်ရှုံရင်အိမ်မမနေနဲ့အမေအိမ်ပြန်ဆိုတာကြောင့်မလို့လွဲကိုအိမ်ထဲပြစ်ထည့်ကထွက်လာခဲ့လိုက်ပါလေ။လမ်းလျှောက်နေတော့သူကဆိုင်ကယ်နဲ့ရောက်လာခဲ့ပြီးတော့ဘယ်သွားမလို့လဲလို့မေးတော့ဒီတိုင်းပဲလမ်းလျှောက်ဆိုတာကြောင့်မလို့ဆိုင်ကယ်အုပ်ထုတ်ပေးကရှိရမောင်းဆိုတော့မမောင်းတတ်ဘူးလို့ဆိုတာကြောင့်မလို့သူကပဲမောင်းလာခဲ့လိုက်ပါလေ။ကံပုံပေါ်မှာရက်လိုက်ကြပြီးတော့စကားတွေပြောကြရင်တယောက်ကိုတယောက်ခံစားချက်တွေတိုးလာခဲ့ကြပြီးနေ့ရက်တိုင်းကိုအတူသွားအတူလာပျော်ရွှင်နေခဲ့ကြပါလေ။နောက်တစ်ခါမှတော့အေဆိုတဲ့ကောင်မလေးကဂန်းကိုတစ်ဖက်သက်ကြွေနေပြီးတော့ဂန်းလာမဲ့ကလပ်ကစောင့်နေကသူ့ကိုယ်သူမိတ်ဆက်လိုက်ပါလေ။နေကစပန်ဂိုင်းရဲ့ခေါင်းဆောင်လာလို့မေးတော့တွမ်ကကြောင်းဝင်ပြီးတော့ဂန်းကြောင်းသိချင်ရင်ဒီရက်ကိုတောက်ရမယ်လို့ဆိုတာကြောင့်မလို့ခွက်ကိုယူကမောချလိုက်ပါလေ။နောက်တစ်ခါပေးလိုက်ချိန်မှာတော့ဂန်းကတားလိုက်ပြီးအဲကိုလက်ဆွဲကအပြင်ခေါ်ခဲ့လိုက်ပါလေ။အသက်မပြည့်သေးတဲ့ကောင်မလေးတယောက်ဖြစ်တာအကြောင်းမလို့နောက်တစ်ခါဒီလိုတွေအပြင်ကိုမထွက်ဖို့မှားရင်လည်းအိမ်ကိုပြန်ပို့ပေးလိုက်ပါလေ။နောက်တစ်ခါမှာတော့ဆောင်းတဲ့သူကအကြောင်းရောက်လာခဲ့ပြီးတော့ဒါကိုကြည့်မြဖြစ်နေတာကတော့မပီပါ။ဆောင်းကတွိုင်းလက်ထဲကိုဝင်သွားအကြောင်းမလို့နောက်ကနေလိုက်ကဒူနဲ့ဝေးနေဖို့သတိပေးနေတော့မှဂန်းကဝင်လာအကြောင်းမလို့ရှောင်ထွက်သွားခဲ့ရပြန်ပါလေ။ဂန်းတယောက်ပကြီးကန်ထဲမှာပကြီးဆွဲနေတဲ့နေမစီကိုသွားကနင်းတီကိုပြောင်းလာခဲ့တာဘလောက်ကြာပြီလဲလို့နှုတ်ဆက်လိုက်ပါလေ။သူ့ကိုတည်ခဲ့ရတာကဂန်းနဲ့ပေါင်းလို့ထင်နေတဲ့နေငါစကားတော်ပြန်မပြောဘဲရှောင်ထွက်သွားခဲ့ပါလေ။ဒီလိုနဲ့ဂန်းလေးပဲတငယ်ချင်းတွေရှိရာကိုရောက်လာခဲ့ပြီးတော့တငယ်ချင်းတွေနဲ့အတူတူဘောလုံးကန်နေခဲ့ပါလေ။ရုတ်တရက်ဘောလုံးကကွင်းမင်းမှာလမ်းလျှောက်လာတဲ့စောင့်စီကိုရောက်သွားခဲ့ပြီးတော့ဆောင်းကန်လိုက်တဲ့အချိန်မှာတော့ချမ်းရင်မျက်နှာကိုထိမှန်သွားကြအောင်မလို့ဆောင်းကိုထိုးဖို့ပြင်နေတဲ့ကာလာကိုဂန်းကတားလိုက်ပြီးတော့ဆောင်းကိုမင်းငောင်းနဲ့ပူးပေါင်းကျင်လာလို့မေးတော့ဆောင်းတယောက်အဖွဲ့ဝင်တွေဖြစ်လာခဲ့ပါလေ။တွမ်ကဆောင်းကိုအားလုံးနဲ့မိတ်ဆက်ပေးလိုက်ပြီးတော့အဲ့ဒီအချိန်မှာပဲဘီယာရိုအုပ်စုရောက်လာခဲ့ပြီးတော့ဂန်းကိုမင်းနဲ့ငါပြဿနာမပြီးသေးဘူးလို့ဆိုကတယောက်ကြီးထိုးကြပါလေ။အထိုးကန်လိုက်ရတဲ့ဘီယာကအရှုံးပေးရလို့ဆိုတာကြောင့်မလို့ဂန်းကလက်ကမ်းပေးကဆွဲထူလိုက်ပါလေ။နောက်တစ်ခါမှတော့အိမ်မြန်လာတဲ့ဆောင်းတယောက်သူ့မကဘဲနဲ့အိမ်ထဲဝင်သွားတော့မြင်လိုက်ရအောင်မလို့အိမ်ထဲဝင်တော့ပဲတရားပေါ်မှာထိုင်နေခဲ့ပြီးတော့ဂန်းကိုဖုန်းဆက်လိုက်ကကလပ်တစ်ခုကိုရောက်သွားပါတော့တယ်။ကလပ်ထဲမှာတော့နက်ကိုအမြင်နဲ့အနိုင်ကြည့်နေကြလူမိုက်တစ်ယောက်ကနက်စီယာဆက်လိုက်ဖို့ယူသွားတာကိုမြင်လိုက်ရတဲ့ဂန်းကလေဘသူလဲလို့နက်ကိုမေးပါတယ်။အိမ်မရလူမိုက်တွေငါစီယာဆက်လိုက်မြင်တဲ့ဓမြတိုက်နေကြဆိုတာကြောင့်မလို့ဂန်းတယောက်လူမိုက်နှကောင်ပညာပေးကနက်ကိုနောက်တောင်မစမိဖို့တတိပေးလိုက်ပါတယ်။ဒီလိုနဲ့ကလပ်ပိတ်လို့ဂန်းမောင်ရောက်လာခဲ့တဲ့ဂန်းတို့အဖွဲ့ဟာအဖွဲ့ဝင်အသစ်ဖြစ်တဲ့အဆောင်ကိုထုံးစံတိုင်းပဲအတွင်းကပေါင်းမိချင်းလဲလေကရင်းနှီးစွာနဲ့ညတညကိုကုံဆုံးခဲ့ကြပါတယ်။နောက်တစ်ခါမှနေနဲ့တူတို့ကအကြောင်းထဲမှာထိုင်နေကြပြီးတော့စောင့်အောင်မတွေ့ရတဲ့အတူကဆောင်းအကြောင်းကိုမေးနေတော့မှရီးစားဟောင်းကပန်းစည်းနဲ့သူ့ကိုပြန်လက်ခံပေးဖို့လာရောက်တောင်းပန်တာကြောင့်မလို့သူကလည်းလက်ခံလိုက်ပါရီ။အတောင်နောက်ကွယ်ကနေပြီးတော့ဆောင်းတယောက်မြင်လိုက်ရအောင်မလို့မျှော်လင့်ချက်နေငယ်မဲသွားခဲ့ပါရီ။ဂန်းလည်းနေရဲ့အိမ်ပြန်လမ်းကိုလိုက်ကဘာကြောင့်စိတ်ဆိုးနေလဲလို့မေးနေခဲ့ပါရီ။ဆိုင်ထဲမှာထိုင်နေတဲ့ဘီယာနဲ့ခရန်ကထွက်လာခဲ့ပြီးတော့နေုံဖန်းကဂန်းနဲ့တိုက်ခိုက်ဖို့အတွက်ခရန်ကဓာတ်ကိုထိုးလိုက်ပါရီ။ဘီယာကဒီလိုရက်ကိုသဘောမကျအောင်မလို့ခရန်လက်ထဲကပုတ်ချလိုက်ပြီးတော့ဂန်းနဲ့နေုံထွက်ပြေးနိုင်မှုအတွက်ကူညီခဲ့ပါရီ။ဆောင်းတယောက်ဒူအတွက်ရည်ရွယ်ထားတဲ့လက်ဆောင်လေးကိုကြည့်ကခံစားနေရတဲ့အချိန်မှာတငယ်ချင်းတွေကဆောင်းလက်ထပ်သွားတာမဟုတ်သူ့အမိကလည်းမင်းဘွားမှာနောက်ထပ်ကောင်မလေးတွေအများကြီးထပ်တွေ့ရမှာမလို့အားပေးလိုက်ပြီးတော့ကလပ်ကိုထွက်လာခဲ့လိုက်ပါရီ။ကလပ်ထဲရောက်တော့ဆောင်းကသူ့အမရဲ့ရီးစားကစော်တပွေနဲ့တွဲနေရတွေ့လိုက်ရအောင်မလို့ငါအမောင်မင်းကဘလို့လုံးမှာလဲဆိုတော့မသိဘူးလို့ဆိုတာကြောင့်မလို့ထိုးကျိတ်ရန်ဖြစ်ကြပါရီ။ရဲတွေရောက်လာတဲ့အချိန်မှာတော့ကြောက်တက်တဲ့နက်ကကားတွေဝင်ပြီးတော့လောချပုံးနေရကြောင်းမလို့ထွက်ပြေးလို့မရတော့ပဲအားလုံးအဖမ်းခံလိုက်ရပါရီ။အချုပ်ထဲရောက်မှာတော့နက်ကြောင့်မလို့အဖမ်းခံလိုက်ရတာလို့ကလာကအပြစ်တင်နေရကြောင်းမလို့ဂန်းကတငယ်ချင်းတွေမလို့နားလေပေးဖို့ဝင်ရောက်တားဆီးပါရီခဏကြာမှပဲမိဘတွေကအာမခံပေးကလာရောက်ခေါ်ထုတ်သွားကြပါရီမိဘမရှိတဲ့တွမ်မြေနောက်ယောက်ျားကြောင့်မလို့ပြစ်ခံထားတဲ့ဆောင်းနဲ့ဂန်းတို့ပဲကြံပါတော့တယ်ဂန်းမိဘတွေရှာကြည့်ပေမဲ့အတွင်းမှုပဲတွေ့ရကြောင်းမလို့စိတ်မကောင်းဖြစ်ကတွမ်နဲ့ဆောင်းကိုအိမ်ဝင်လိုက်လို့ဆိုကပြန်လာခဲ့ကြပါရီတစ်ဖက်မှာလေးပဲဆုံးသွားတဲ့သားပုံကြီးကငိုနေတဲ့အမေဖြစ်သူကိုနေငါတွေ့ရအောင်မလို့ဂန်းကိုပဲအပြစ်တင်နေပါရီ
အမေဖြစ်သူကဂန်းနဲ့မဆိုင်ကြောင်းသမီးကိုကဆေးဆွဲနေပြီးတော့သူ့ကိုတက်သွားတဲ့သူတွေကလည်းဂန်းရန်သူတွေမဟုတ်ဘဲနဲ့ဆေးသမားချင်းချင်းဖြစ်ကြောင်းဂန်းရဲ့သမီးပေါ်မှာအကောင်းဆုံးတငယ်ချင်းဖြစ်ကြောင်းရှင်းပြပါတယ်နေကဆောင်ဖုန်းဆက်ပြီးတော့ဒူရဲ့မွေးနေ့ကိုလာဖို့ဖိတ်တာကြောင့်မလို့ဆောင်လေးပဲဂန်းနဲ့တွန်နဲ့အတူတူမွေးနေ့ပါတီကိုထွက်လာခဲ့ကြပါတယ်ကြိုရောက်နေတဲ့ဂန်းတို့ကဆောင်နေစီကိုဖုန်းဆက်ပြီးတော့သူရောက်ပြီဆိုတဲ့အကြောင်းပြောခိုင်းလိုက်ပါတယ်နေရောက်တော့ဂန်းနဲ့ဆောင်ကနေစီကိုသွားပြီးတော့ဒူပင်မာလေးပြီးတော့သူပဲနဲ့လာနေပြီဖြစ်ကြောင်းသိလိုက်ရချိန်မှာတော့ဆောင်တယောက်တစ်ခါမှမတောက်ဘူးတဲ့အရက်တွေကိုတစ်ခွက်ပြီးတစ်ခွက်မောချတောက်နေပါတယ်အဲ့တော့မကြီးနဲ့တဲ့ဂန်းကဒူနဲ့စင်ရင်ရှိမှုတဲ့အပြင်ကိုထွက်သွားနေတော့မှတွန်းအောင်ကောင်မလေးတယောက်ကသူ့ဘဲကိုလည်းညှိုးထိုးပြကသူ့ဘဲကကောင်မလေးကြောင့်ငါ့ကိုထားခဲ့တာမလို့သူ့ဘဲကိုပညာပေးဖို့ငွေချို့ထုတ်ပေးလိုက်ပါတယ်တွန်းလက်ထဲဝင်သွားတော့မြင်လိုက်ရတဲ့တွမ်ကဆောင်ခေါ်ကတွေ့ရနဲ့ဝင်ထိုးပါတယ်သူ့ဘဲကိုကာကွယ်ပေးနေတဲ့ကောင်မလေးကိုတွမ်ကပါးလိုက်တာကြောင့်မလို့ဂန်းကရောက်လာပြီးတော့တွမ်နဲ့ဆောင်ဆွဲခေါ်ကအဲ့ဒါချင်းမိုင်လွတ်တော့အမတ်သမီးဖြစ်တာမလို့ပြဿနာတက်တော့မယ်လို့ဆိုပါတယ်ပတ်စံလိုတော့သူ့ကိုမပြောဘဲဘာလို့ငွေပေးခိုင်းတာကိုလက်ခံလေလို့မိဝန်ထုတ်လိုက်ပြီးတော့ငါတို့ငွေရတန်မှုမရှိဘူးတငယ်ချင်းတွေကပဲငါတို့တန်မှုရှိတယ်ပြီးတော့ငါတို့ကဂိုင်းစားတွေဆိုပေမဲ့မယံကောင်လက်နဲ့မတုံလူမတက်ဘူးလို့ပြောကပတ်စံထုတ်ပေးလိုက်ပါတယ်တမငါလေးပဲငါတို့ငွေရတန်မှုရှိတယ်ဒါပေမဲ့ငါဘာငါရှာထားတဲ့ငွေကိုပဲငါလိုချင်တယ်လို့ဆိုကကားပေါ်ဆင်းပြီးတော့ဂန်းရဲ့အင်ဂျီတွေပါချုပ်ပေးခဲ့လိုက်ပြီးတော့ထွက်သွားခဲ့ပါတယ်ဒီလိုနဲ့ဂန်းလေးပဲစောင်းတဲ့နေတို့အတူတူခေါ်ပြီးတော့ကံမောင်းမောင်းလာခဲ့ပြီးဂန်းကနေုံတောင်းမှန်လိုက်ကနေကလည်းပဲဂန်းပေါ်မှာအမြင်မှားခဲ့အကြောင်းဝန်ခံလိုက်ပါတယ်နောက်တစ်ခါမှာတော့ကျောင်းကန်နေမှာဂန်းနဲ့ဆောင်ဝင်လာကြမလို့ရှောင်းထွက်သွားတဲ့ကလာကိုမြင်ရမှာဖြစ်ပြီးတော့ဘီယာလေးရောက်လာကသတိပေးစကားပြောစရာရှိတာကြောင့်မလို့အပြင်ခေါ်ခဲ့လိုက်ပါတယ်အပြင်ကိုရောက်တော့ဘီယာကခရန်တခြားကိုင်းနဲ့ပူပေါင်းပြီးတော့မင်းတို့ကိုတိုက်ခိုက်ဖို့တပြင်းနေတယ်သူတတိယကန်ကတော်တော်လေးကိုကြည့်ရလို့လည်းသတိပေးလာပါတယ်ကလာကလည်းခြံနဲ့ဘောကွင်းမှာစကားပြောနေတော့ခရန်ရဲ့လူတွေရောက်လာခဲ့ပြီးတော့အတွန်းကိုလိုချင်ရင်ဒီည12နာရီဆောင်ခေါ်ပြီးတော့လာခဲ့ဖို့တပြောပါတယ်ချမ်ကဂန်းနဲ့ဆောင်ကိုအတိပေးဖို့တက်ကလာကိုပြောပေမဲ့ကလာကသူတို့မလို့ငါကင်းနိုင်တယ်လို့ဆိုပါတယ်ဒါမဲ့ချန်ကအမ်ကိုဂန်းနဲ့ဆောင်စီအကြောင်းကြားဖို့မှာခဲ့ပြီးတော့ကလာနဲ့တူတူလိုက်လာခဲ့ပါတယ်အမ်ကဂန်းစီရောက်မှာတော့အချိန်နဲ့နေရာကိုစာရေးပြပါတယ်ကလာနဲ့ချန်ရောက်ပြီးတော့မကြခင်မှာပဲဂန်းတို့လည်းရောက်လာခဲ့ကလာဘလူရောက်လာလေဆိုတော့နောက်မှစကားပြောမယ်တွန်းအောင်အရင်ကေရအောင်လို့ဆိုပြီးတော့များပြားလာတဲ့လူကြီးနဲ့တွေ့လိုက်ရပါတယ်ဘီယာလည်းသူ့ရဲ့လူတွေကိုခေါ်ကဂန်းတို့ဘက်ကိုဝင်ရောက်အားဖြည့်ပေးလိုက်တော့လူရင်ရချင်းကအနေငယ်ညှတာသွားပါတယ်ဂရန်ကဘီယာကိုမင်းနဲ့မဆိုင်အောင်ဘေးဖယ်ဒီလို့ပြောပေမဲ့မင်းတခြားကိုင်းနေနဲ့ပူပေါင်းတာငါမကြိုက်လို့ဆိုပါတယ်နေဆက်ခံထားတဲ့တွန်းအောင်မြင်လိုက်ရတော့ဂန်းကလည်းတွန်းအောင်လွတ်ပေးဖို့တောင်းဆိုပါတယ်အဲ့ဒီအချိန်မှာပဲသူတတိယသမီးနဲ့ရီးကြားကိုအကြောင်းမရှိဘဲနဲ့ထိုးခဲ့တဲ့ဆောင်းနဲ့တွန်းအောင်ထားခဲ့ပြီးတော့ကျန်တဲ့သူတွေကိုပြန်လို့အခွင့်အရေးပေးခဲ့ပေမဲ့ဂန်းကတိုက်ခိုက်ဖို့ပဲရွေးချယ်လိုက်ပါတယ်လူနဲ့တိုက်ခိုက်ကြပြီးမကြခင်မှာပဲအားလုံးလည်းဒဏ်ရာကိုစီနဲ့မှောက်ကုန်ကြပြီးတော့ဂန်းလေးပဲခရန့်ကိုပဲပဲနေနေထိုးကအမောက်သိပ်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဂန်းကောင်းဆောင်ကထားလာပြီးတော့ဂန်းကိုအမောက်ပြန်သိပ်လိုက်ပြီးတော့ထွက်သွားခဲ့ပါတယ်နောက်တစ်ခါမှတော့ဒဏ်ရာကိုစီနဲ့ပဲဂန်းတို့တစ်ဖွဲ့လုံးကလည်းထိုင်နေကြဂန်းမောင်ရောက်လာပြီးတော့ဂန်းကောင်းဆောင်ရောကငါတို့ရဲ့တငယ်ချင်းခင်မင်မှုလေးစားအောင်လွတ်ပေးလိုက်တာထင်တယ်လို့ကလာကသူ့ရဲ့အထင်ကိုပြောပြပြီးတော့ဂန်းကိုလည်းမင်းရဲ့စိတ်ဓာတ်ကိုလေးစားပါတယ်ငါတို့ဘက်ကိုမေးမဲ့ခေါင်းဆောင်လို့ဆိုပါတယ်ဘီယာကလည်းငါမင်းတို့နဲ့တငယ်ချင်းလို့ရမလားလို့ပြောတော့ငါတို့တူတောင်ထိုးပြီးပြီပဲကွာတငယ်ချင်းဖြစ်နေပြီလို့တွန်ကပြောကအတိမပြုတ်လိုက်ပါတယ်နောက်တစ်ခါမှာတော့ကလာကနက်ကိုတွားရောက်တောင်းပန်လိုက်ပြီးတော့အားလုံးအရင်လိုမျိုးတစုတစည်းရဲ့ပြန်ဖြစ်သွားပါတယ်ဂန်လည်းအေဆိုရဲ့ကောင်မလေးကကော်ဖီဆိုင်မှာချိန်တာကြောင့်မလို့တွားရောက်တွေးဆုံလိုက်ပြီးနျူရီးယားညကျရင်သူနဲ့တူတူရှိပြီးဖို့တောင်းဆိုလိုက်ပါတယ်ဂန်လည်းစာအုပ်တေချာစူးစမ်းဖို့နဲ့ညဘက်အပြင်ထွက်ဖို့ပြောကလာခဲ့မယ်လို့ကတိပေးခဲ့လိုက်ပါတယ်အတူနေထိုင်နေတာကိုတွေးလိုက်ရတဲ့နေကလည်းအိမ်မြန်ရောက်တော့အမေဖြစ်သူကိုမိเจ้าအစ်စ်လဲဖို့ဝယ်ခဲ့တယ်ဆိုတော့မလို့တော့ဂန်ကလဲပေးပြီးပြီလို့ဆိုပါတယ်မေဖြစ်သူကဂန်ကိုကျေးဇူးတင်ကြောင်းပြောကငါသားလေးဖြစ်ရင်ကောင်းပါပဲလို့ဆိုတော့နေကသမီးမကြိုက်ဘူးလို့ရှက်ကူးရှက်ကန်နဲ့ညင်းလိုက်ပါတယ်ညရောက်မှာတော့အိမ်နဲ့ဂန်ကတွေးဖို့တပြင်ဆင်နေပြီးတော့ဂန်ကလည်းအနက်ကိုတငယ်ချင်းတွေရှိရအောင်ကားနဲ့ပို့ပေးပြီးအဲစီကိုသွားဖို့ပြန်ထွက်မှာပဲကလာကဘဲဟုတ်လေအထဲမှာဆောင်နေနေလေရောက်နေပြီကောင်းတောင်းရေဖို့ကလည်း10မိနစ်ပဲလိုတော့ရည်လीငေါင်းနေပဲနေလိုက်တော့လို့ဆိုတာကြောင့်မလို့ဂန်လေးပဲအဲစီကိုသွားဖို့ကမဖြစ်နိုင်တော့ပါဘူးလုံးနဲ့နျူရီးယားကိုပျော်ပျော်ရွှင်ရွှင်ကြိုးဆိုလိုက်ကြပြီးတော့အဲကတော့ဂန်ကိုပဲစောင့်နေသေးပါနျူရီးယားပြီးလို့ပြန်မှုအတွက်ကားပါကင်ကိုရောက်မှာတော့ခရန်တို့နဲ့တွေ့ကထိုးဝချိတ်ကပြန်ပါရီကားထုတ်ပြီးတော့ပြန်လာတဲ့ဂန်လေးပဲရန်ဖြစ်နေတော့မြင်တော့ကားပေါ်အစင်းကခရန်ဝင်ပြီးထိုးပါရီကားကြားထဲမှာထိုးကြရင်နဲ့ခရန်ကအသိပါလာတဲ့ဓာတ်ကိုထုတ်ကဂန်ကိုထိုးပြီးတော့ထွက်ပြေးသွားပါရီတငယ်ချင်းတွေရှိမှဘာမှမဖြစ်သလိုဟန်ဆောင်ကဂန်တယောက်အဲစီကိုထွက်လာခဲ့ပါရီအေးအရှိရောက်မှာတော့သွေးထွက်လုံးကလဲကျသွားပါရီအေးကဂန်ကိုစီးရင်ခေါ်သွားခဲ့ကရေးပေါ်ခန်းတွေကိုပို့လိုက်ရပါရီနေနဲ့ဆောင်တို့တငယ်ချင်းတွေကလည်းစီးရုံရောက်လာခဲ့ပြီးတော့အားလုံးကစိုးရိမ်စွာစောင့်နေကြပြီးဂန်ရဲ့မိဘတွေရောက်လာမှာတော့ဆရာဝန်ကိုတားရဲ့အချိန်တွေဘယ်လိုလဲလို့မေးလိုက်တော့တောင်းပန်ပါရီဆိုတဲ့စကားကြောင့်မလို့အဖေဖြစ်သူကပတ်စံဘလောက်ပေးရမလဲငါသားကိုအသက်ရှင်အောင်ပြန်လုပ်ပေးပါလို့အရာရာငွေနဲ့ပဲဖြည့်ရှင်းပေးခဲ့တဲ့သားအတွက်နောင်နာရကယူကြုံမရငိုကြွေးနေပါရီနေကလည်းနင်တို့အမြဲကာကွယ်ပေးနေခဲ့တဲ့ဂန်ကိုသူ့လက်ကြဘာလို့ကာကွယ်မပေးနိုင်ရလဲလို့အပြစ်တင်ပြီးတော့ဝမ်းနေစရာအဖြစ်ပြက်လေးနဲ့ပဲဇလန်လေးရတဲ့အဆုံးသက်သွားခဲ့ပါရီခင်ဗျာ